ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဓမ္မပဒဒေသနာတော်ဟာဓမ္မရတ္တစုံလင်စွာပါရှိအခြေခံဖြစ်တဲ့လူတို့ရဲ့ကိုယ်ချင်းသီလထားရှိရမယ့်စိတ်နေသဘောထားတွေအစစ်မြင့်ကျင့်သုံးရမယ့်တရားဓမ္မတွေလို့ဆိုရလို့အပြည့်အစုံဓမ္မပဒဒေသနာတစ်ခုလုံးကိုခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြည့်စုံတဲ့ဘဝသင်္ကန်းစာမျိုးစုံကိုပေးထားတာဖြစ်တယ်ဘဝကိုယ်တိုင်ကစမ်းကြယ်တော့ထိုစမ်းကြယ်တဲ့ဘဝမှာလူသားမျိုးစုံကလည်းပဲဘဝမှာရရှိထားကြတော့တုံနဲ့တူဟာစိတ်နေသဘောထားချင်းကွဲပြားခြားနားကြတယ် level လို့ခေါ်တဲ့အစဉ်ချင်းလဲကွဲပြားခြားနားကြတယ်အရေးချင်းအပြင်လဲကွဲပြားခြားနားကြတယ်ဒါကြောင့်မို့ရသော်ဘုရားကတရားဟောတဲ့အခါမှာလူတွေရဲ့အဆင့်လိုက်ဟောပြောတာပဲဖြစ်တယ်ပေါ့လူဆိုတာအရွယ်အမျိုးအစားပညာအရေးချင်းကိုချင်းသီလနေထားအလုံးဟာကွဲပြားခြားနားတယ်ဆိုတာအလုံးသိရှိပြီးသားဖြစ်တယ်အဲ့လိုကွဲပြားခြားနားတဲ့လူသားတွေထဲမှာတူညီသောတရားတစ်ခုတည်းဟောမယ်ဆိုလို့ရှိရင်ထိရောက်မှာမဟုတ်ဒါကြောင့်မြတ်စွာဘုရားဟာသရဝရရဲ့အစ္ဆတေယအာတေယနုတေယလို့ခေါ်တဲ့သရဝရရဲ့အခြေအနေကိုသိရှိနားလည်ပြီးမှတေချာစဉ်းစားပြီးမှပုဂ္ဂိုလ်ရဲ့အလိုက်စရိုက်နဲ့ကိုင်းကြီးစွာဟောကြားဆုံးမတာဖြစ်တယ်ရှင်းတတ်မှုမရင်တတ်မှုလို့ဆိုတယ်တတ္တဝီရိယတတိသမารိပညာလို့ခေါ်တဲ့လူသားတွေရဲ့အည်ချင်းဟာလည်းပဲကွဲပြားခြားနားကြတယ်အဲ့ဒီကွဲပြားခြားနားတဲ့အည်သွင်းအည်ချင်းအားလျော်စွာမြတ်စွာဘုရားတရားကိုရွေးချယ်ပြီးတော့ဟောတာဖြစ်တယ်ဘုန်းကြီးတို့တွေကမြတ်စွာဘုရားဟောတာကိုပဲလူအုပ်ထဲမှာခဲလုံးနဲ့ပဲ့ရတယ်လို့ပေါ့ကိုယ်ကိုယ်တိုင်သိလို့ဟောရတာမဟုတ်ဘဲနဲ့မှန်တဲ့လူလည်းမှန်သွားမှာပဲမမှန်တဲ့လူလည်းအများကြီးရှိမှာမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးပရိသတ်သိမ့်ချီရှိတဲ့ပရိသတ်မှာတောင်းပရိသတ်အားလုံးရဲ့စိတ်နေသဘောထားတွေကိုကွဲပြားခြားနားစွာသိပြီးတော့ဒီပုဂ္ဂိုလ်ကဒီစကလုံးနဲ့တန်တယ်ဒီပုဂ္ဂိုလ်ကြတော့ဒီလိုအစဉ်မျိုးဟောရမယ်ဆိုတာအဆင့်အလိုက်သရဝရရဲ့စိတ်နေသဘောထားသရဝရရဲ့အရေးချင်းအတိမ်အနက်ကိုအနုအရင်ကိုချိပြီးတော့မြတ်စွာဘုရားဟောကြားတာဖြစ်လို့မြတ်စွာဘုရားဟောကြားတဲ့တရားဝဲတစ်ခုပြည့်စုံပြီဆိုရင်သရဝရရဲ့တောင်းချီအကျွတ်တရားရသွားကြတာဖြစ်တယ်။ဘာကြောင့်ဒီလိုဖြစ်ရတော့ဆိုမြတ်စွာဘုရားမှာထူးခြားတဲ့ဉာဏ်တော်နှစ်ခုရှိတယ်။ဘုရားမှာသာရှိတဲ့ထူးခြားတဲ့ဉာဏ်တော်နှစ်ခု။အဲ့ဒါကိုဗုဒ္ဓစက္ခုလို့ခေါ်တယ်။စက္ခုဆိုတာမျက်စိနဲ့တင်စားပြီးတော့ပြောတာအသိဉာဏ်ကိုဆိုလိုတယ်ပေါ့။ကြားဖို့ရလိမ့်မယ်မြတ်စွာဘုရားမှာအမြင်မျက်စိ5မျိုးရှိတယ်ဆိုတာကိုကြားဖို့ကြားလိမ့်မယ်နံပါတ်1ကပညာစက်မန္တစက္ခုလို့ခေါ်တဲ့လူတွေပဂရိလူသားတိုင်းမှာရှိတဲ့မျက်စိကိုမန္တစက္ခုလို့ခေါ်တယ်အဲ့ဒါကအင်အားအနည်းဆုံးပဲမြင်နိုင်တဲ့စွမ်းအားအနည်းဆုံးပဲမမြင်နိုင်ဘူးဆိုရင်လူတွေမှာမျက်မှန်တက်ပြီးအကူအညီယူရသေးတယ်နော်မြင်မှုစွမ်းအားဟာအနည်းဆုံးကမန္တစက္ခုလို့ခေါ်တယ်စက္ခုပတာရယုတ်ဝိယပါမန္တစက္ခုမန္တဆိုတာအသားကိုပြောတာနော်မန္တစက္ခုအသားဆိုင်နဲ့ပတ်သက်နေတဲ့လူတွေရဲ့ဉာဏ်နိုင်စွမ်းရှိတဲ့စက္ခုပတာရကိုမန္တစက္ခုလို့ခေါ်တယ်အဲ့ဒီနောက်မှာကြတော့အဲ့ဒီစွမ်းအားတဲ့ပို့ပြီးတော့တမာရီစွမ်းအားဖြစ်ဆွလိုက်တဲ့အခါကျတော့တမန်မျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်စွမ်းရှိတာကိုဒိဋ္ဌစက္ခုလို့ခေါ်တယ်ဥ
ဥပမာမဲ့ဗိုင်းရပ်စ်ဆိုတဲ့ပိုးတွေမိုက်ခရိုစကိုပနဲ့ကြည့်ရင်မြင်မယ်ဒီတိုင်းကြည့်မမြင်ဘူးမိုက်ခရိုစကိုပလို့ဟာမျိုးသဘောထားကိုပြောပြတာဟိုကတော့ကရိယာနဲ့ကြည့်တာမဟုတ်ဘူးတမာရီစွမ်းအားနဲ့ပုံချဲ့ပြီးတော့ကြည့်တာအဲ့ဒါကိုတော့ဒိဗ္ဗစက္ခုလို့ခေါ်တယ်နောက်တစ်ခုကပညာစက္ခုအမှန်တရားကိုသိတာသစ္စာလေးပါးကိုသိတာသစ္စာလေးပါးကိုသိတယ်ဆိုတာတန်တရားထဲမှာနေရတဲ့လူသားတွေဟာမွေးလိုက်အိုးလိုက်နားလိုက်သိလိုက်မွေးလိုက်သိလိုက်ဒီဖြစ်စဉ်ကြီးတစ်ခုတည်းကိုဖြစ်နေရတဲ့ဒုက္ခအဲ့ဒီလိုဖြစ်နေရတဲ့လူတွေရဲ့အခြေအနေတစ်ခုကိုပဝတ္တိလို့ခေါ်တယ်စင်စမပြတ်ဖြစ်နေမှုအဲ့ဒီဖြစ်နေမှုကဘာကြောင့်ဖြစ်ရသလဲလို့အကြောင်းကိုဖော်ပြတဲ့အခါပဝတ္တိဟေတုလို့ခေါ်တယ်ပဝတ္တိဟေတုပဝတ္တိကတန်တရားထဲမှာခန္ဓာ၅ပါးတို့ရဲ့ဖြစ်မှုပဝတ္တိဟေတုကထိုကဲ့သို့ဖြစ်မှုဖြစ်ရခြင်းရဲ့အကြောင်းတရားဘာနဲ့တူလို့ဆိုရင်ဒုက္ခသမုဒယနဲ့တူတူတယ်အဲ့ဒါကိုပဝတ္တိသစ္စာလို့တစ်ခါတည်းသုံးတယ်ပေါ့တန်တရားထဲမှာဖြစ်နေတာအကြောင်းနဲ့အကျိုးနှမျိုးရှိတယ်တခါအဲ့ဒီတန်တရားကထွက်တဲ့ဟာကိုတော့နိဝတ္တိဟေတုလို့ခေါ်တယ်တန်တရားတွေကထွက်ခွာသွားတယ်နိဝတ္တိနိဗ္ဗာန်နိဝတ္တိဟေတုနိဗ္ဗာန်ရောက်ကြောင်းမေဃသစ္စာနိရောဓသစ္စာနဲ့မေဃသစ္စာကိုနိဝတ္တိဟေတုလို့ခေါ်တယ်အဲ့တော့လောကမှာဖြစ်ခြင်းနဲ့ဖြစ်ခြင်းအကြောင်းချုပ်ငြိမ်းခြင်းနဲ့ချုပ်ငြိမ်းတဲ့အကြောင်းသစ္စာလေးပါးဆိုတာအဆမ်းမဟုတ်ဘူးယောဂနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဆိုလူတွေမှာဖြစ်ပေါ်နေတဲ့ယောဂဆိုတာရှိတယ်အဲ့ဒီယောဂဖြစ်ခြင်းရဲ့အကြောင်းလည်းရှိတယ်ယောဂဖြစ်ခြင်းအကြောင်းနှစ်ခုအဲ့ဒီယောဂဟာပျောက်တတ်တဲ့ဟာမဟုတ်ဖြစ်လို့ယောဂပျောက်ကင်းခြင်းကအခြေအနေတစ်ခုပျောက်ကင်းမှုရဘာလို့ရလဲဆိုဆေးဝါးစားတော့ပြီးတော့ကုသလို့ပျောက်တယ်အဲ့ဒါလိုပဲယောဂဖြစ်ခြင်းအကြောင်းယောဂပျောက်ခြင်းယောဂပျောက်ကြောင်းဆေးဝါး၄မျိုးရှိတယ်အဲ့ဒါလိုပဲနောက်တစ်မျိုးစဉ်းစားလိုက်အောင်ပြဿနာဖြစ်ခြင်းအကြောင်းပြဿနာကိုဖြေရှင်းတဲ့နည်းလမ်း၄ခုရှိတာပဲအားလုံးဟာဒီတိုင်းပဲရှိတယ်နော်အဲ့ဒါကိုအမှန်တရား၄ခုလို့ပြောတာသစ္စာ၄ပါးဒါကိုမှန်မှန်ကန်ကန်သိမှဥပမာပြဿနာဆိုတာလည်းသိရမယ်ပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိရမယ်ဒါအဖြစ်ဘက်ကသိတယ်ပြဿနာရဲ့ငြိမ်းအေးမှုကိုလည်းသိရမယ်ပြဿနာကိုဘယ်လိုဖြေရှင်းပြီးဆုံးစေရမလဲဆိုတဲ့နည်းလမ်းကိုလည်းသိရမယ်ဆိုအဲ့ဒါဆိုရင်ပြည့်စုံတဲ့အသိလို့ခေါ်တယ်အဲ့ဒါကိုပညာစက္ခုလို့ပြောတာနော်ပညာစက္ခုမန္တစက္ခုဒိဗ္ဗစက္ခုပညာစက္ခုနောက်တစ်ခုကသမန္တစက္ခုလို့ခေါ်တယ်သမန္တဆိုတာဝဉ္ကျင်ပច្ချာအလုံးကိုသိတဲ့အသိဉာဏ်လို့ဆိုတယ်ဒါသဗ္ဗညုတဉာဏ်တော်ကြီးကိုပြောတာဖျားမှရနိုင်တယ်ဒါခုနမျက်စိတွေကယဟနာပုဂ္ဂိုလ်လည်းရတယ်မန္တစက္ခုကသမန္တုတွေလည်းရတယ်ဒိဗ္ဗစက္ခုကသမထကျင့်စဉ်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေယဟနာပုဂ္ဂိုလ်တွေရနိုင်တယ်နော်ပညာစက္ခုကလည်းယဟနာအရိယသူတော်စင်တွေရနိုင်တယ်သမန္တစက္ခုဆိုတာတော့သဗ္ဗညုတဉာဏ်ဆိုဖျားတစ်ပါးပဲရနိုင်တယ်သဗ္ဗညုတဉာဏ်ရဲ့အဓိပ္ပာယ်ကဘာကိုဆိုလိုတာတော့ဆိုတပ္ပဆိုတာအရာခတ်သိမ်းကိုညူသိတယ်သဗ္ဗညုတာဆိုအရာခတ်သိမ်းကိုသိတဲ့ဉာဏ်လို့ဆိုလိုတယ်ပေါ့အဲ့တော့အရာခတ်သိမ်းကိုသိတယ်ဆိုတဲ့ဉာဏ်ကြီးဟာတခါတည်းကြတော့ဆိုလေးရှိကြတယ်အမြဲတမ်းသိနေတာလို့တချို့ကယုံကြည်တယ်ဉာဏ်ကြီးကမိထွန်းထားရင်အမြဲတမ်းလင်းနေသလိုအသိဉာဏ်ကြီးကအမြဲတမ်းလင်းနေတယ်လို့အဲ့ဒီလိုဉာဏ်မျိုးကိုတော့မြတ်စွာဘုရားလက်မခံသဗ္ဗညုတဉာဏ်ရဲ့အဓိပ္ပာယ်ကသိခြင်းလို့
အာယုံပြုလိုက်တာနဲ့တပြိုင်နက်အပိတ်ပင်အကန့်အသတ်ဒါစီမရှိအကုန်သိသွားတယ်နော်အဟံတာမရှိလူတွေတာမန်လူတွေကြတော့သိကျင်လို့ခေါင်းကုတ်ချင်နိုင်ကုတ်သပင်သာပြောက်သွားမယ်အဲ့ဒါသိလာမှာမဟုတ်ဘူးနော်မသိနိုင်တာတွေအများကြီးတပည့်တဲ့ဉာဏ်ဆိုတာကြတော့ကိုသိချင်လို့စဉ်းစားလိုက်တာနဲ့တပြိုင်နက်ရှင်းကနေအကုန်လုံးသိသွားတယ်အစအဆုံးအကုန်သိတယ်ဒီလိုဆိုလို့တယ်အစကိုလည်းသိတယ်အလယ်ကိုလည်းသိတယ်အဆုံးကိုလည်းသိတယ်အလုံးပြည့်ပြည့်စုံအောင်သိတယ်အသိမျိုးဒါတပ္ပယုတ္တဉာဏ်လို့ခေါ်တယ်နောက်တစ်ခုကဗုဒ္ဓစက္ခုလို့ခေါ်တယ်အဲ့ဒီဗုဒ္ဓစက္ခုဟာမတ္တမအရေးကြီးတယ်တရားတွေကိုတရားဟောတော့မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟာဒီဗုဒ္ဓစက္ခုနဲ့ကြည့်ပြီးမှဟောတာဗုဒ္ဓစက္ခုနဲ့ကြည့်တာဘာကိုကြည့်တယ်လဲဆိုရင်လူတယောက်စီရဲ့ဟောပြောဖို့နာယူမဲ့တရားနာပရိသတ်ရဲ့စိတ်တွေသဘောတွေစိတ်တွေသဘောထားကိုအသေးစိတ်သိတယ်သူတို့ရဲ့တရားဝိရိယတတိသမာဓိပညာဆိုတဲ့အရည်ချင်းတွေဟာအနုအယင့်ထက်သန်မှုရှိမရှိဆိုတာကိုသိချသိတယ်တတိမြလို့ပဲနုနေတာကိုသွားအောင်လို့ရှိရင်ရှုံသွားမှာပဲမှဲ့မှာမဟုတ်ဘူးလူမှလည်းပဲထို့တူပဲအသိဉာဏ်နုတဲ့ဟာကိုအဆင့်မြင့်ကြီးဟောရင်ပဲနားလဲဘူးလေတတိယနုနေတော့သွားအောင်ရှုပ်သွားမှာနုနေရင်မရဘူးအဲ့တော့ရင်းတဲ့အချိန်ကိုစောင့်ရတယ်မြတ်စွာဘုရားဟာတခါတလေတရားမဟောပဲနဲ့ဒီပုဂ္ဂိုလ်တရားကိုချစ်ချွတ်မယ်ဆိုလို့ရှိရင်အချိန်စောင့်တယ်ပြောတဲ့အချိန်ရောက်ပြီဆိုမှပြောတယ်နှုတ်ဆိုမပြောသေးဘူးဒီလိုပဲနေလိုက်တယ်နော်သားတော်ရာဟုလလေးကိုပဲကြည့်ခုနှစ်နှစ်သားကကိုရင်ဝတ်လိုက်တာအမြဲတမ်းဆုံးမတယ်မြတ်စွာဘုရားသူဆုံးမတာအခြေခံကျင့်တယ်နေပဲဆုံးတယ်ကိုချင်းသီလနဲ့ပတ်သက်ပြီးဆုံးမတယ်စိတ်နေသဘောထားတွေနဲ့ပတ်သက်ပြီးဆုံးမတယ်လိုက်နာရမယ့်အနေအထားတွေကိုဆုံးမတယ်ဒါပေမဲ့အစစ်မြင့်တရားမဟုတ်ဘူးမြတ်စွာဘုရားသူကလေးနဲ့လိုက်ဖက်တာလေးပဲဆုံးမပြီးအရွယ်အလိုက်ဆုံးမလာလူပြိုပေါက်လေးဖြစ်လာတဲ့အခါကျတော့လူတွေရဲ့တဘာဝလေလူပြိုရဲ့တဘာဝအရွယ်လေးရောက်လာတဲ့အခါကျတော့လူတွေမှာမမနာတက်လာတတ်တယ်ပေါ့ရာဟုလာလည်းသူကိုယ်တိုင်ကဖရာသားဆိုတော့မမနာတက်တာပေါ့ရုပ်ရည်ကလည်းပဲချောမောတယ်မြတ်စွာဘုရားရဲ့သားရင်ဆိုတော့မမနာတက်လာမှာပေါ့အဲ့ဒီအချိန်မျိုးမှာမမနာမတက်ဖို့ဆိုတာဒီကိုဟောတယ်သူနေရာအချိန်နဲ့လိုက်ဟောတာငယ်တုန်းကတော့ကလေးဆိုတာတခါတလေလိမ်ပြောတတ်တယ်လိမ်မပြောအောင်ဆုံးပါတယ်မြတ်စွာဘုရားအဲ့ဒါစိတ်တွေသဘောထားတွေအရွယ်လိုက်လဲဆုံးမသွားတယ်နောက်ရဟန်းဖြစ်တဲ့အချိန်လေးမှာကြတော့သူရဲ့လေ့ကျင့်သင်ကြားလာမှုတွေရင့်ကျက်လာပြီအစစ်မြင့်တဲ့တရားကိုဟောဖို့အချိန်ကြလာပြီဆိုတော့ရာဟုလငါနဲ့လိုက်ခဲ့ဆိုပြီးတောထဲမှာခေါ်သွားပြီးတော့အဲ့ဒီမှာအစစ်မြင့်တဲ့တရားဟောတာရှင်ရာဟုလယာနာဖြစ်သွားအဲ့တော့အချိန်ဆောင်ရတယ်လို့ဆိုလို့အဲ့ဒါဘာနဲ့ကြည်တာတုံးလို့ဆိုဗုဒ္ဓစက္ခုလို့ခေါ်တယ်တရားတိုင်းအပေါ်မှာဒီတိုင်းပဲမြတ်စွာဘုရားဒီပုဂ္ဂိုလ်အပြင်ခုချိန်ဟောလိုက်ရင်သူနားလည်လောက်တယ်နားလည်လောက်တဲ့ပုဂ္ဂိုလ်နားလည်မယ်ပုံရဟောမယ်သူရဲ့အစ္ဆတယလို့ခေါ်တယ်လူတွေရဲ့စိတ်နေသဘောထားတွေကိုအစ္ဆတယလူတွေရဲ့အတွေးအမြင်ပါလာတဲ့အကျင့်ဝါဒနာစရိုက်အဲ့ဒါတွေကအစ္ဆတယလို့ခေါ်တယ်အဲ့ဒီအစ္ဆတရားကိုလည်းပဲသိရတယ်ဒီပုဂ္ဂိုလ်ကဘာကြိုက်တယ်ဟိုပုဂ္ဂိုလ်ကဘာကြိုက်တယ်လူတွေမှာအလေးအထားလိုက်ရှိအဲ့ဒီအစ္ဆတရားမသိလို့ရှိရင်ဒီယောဂကိုမသိဘဲနဲ့ဆေးပေးတယ်လို့ပဲလွဲတယ်နော်ယောဂမပြောက်ပဲဖြစ်တတ်တယ်ရွှေပရိနေသားယဟန်တော်လေးတစ်ပါးငယ်ငယ်ရွယ်ရွယ်နဲ့သင်္ကန်းဝတ်လာတယ်ဝတ်လာတဲ့အခါကျတော့ရှင်သာရိပုတ္တရာကစဉ်းစားတယ်လူငယ်လူရွယ်တွေဆိုတာ
တွေ့တာမှုတွေများတယ်တတ်မဲ့မှုတွေများတယ်အ ਨੇ ဆုံးကိုတတ်မဲ့တာလှခြင်းပါခြင်းလှတဲ့ပုဂ္ဂိုလ်ကိုလည်းတတ်မဲ့တတ်တယ်အဲ့တော့ငယ်ရွယ်သူတွေရဲ့စိတ်နေသဘောထားကိုချိပြီးဘာကမ္မထံပေးလို့ဆိုအတုဝကမ္မထံပေးအတုဝကမ္မထံဆိုတာလူတွေကောင်ကိုရှုခိုင်းတာမဟုတ်ဘူးသက်ရှိထင်ရှားပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာနေ့စဉ်နဲ့အမျှကိုယ်ပေါက်တော်တာအမှားဝါထွက်နေတဲ့အရာတွေဟာတန့်ပြတ်တာတစ်ခုမှမရှိဘူးလူတွေဟာကိုယ်လိမ့်နေကြလို့လားပဲနော်အပေါ်ကအရေးပြားလေးနဲ့အုပ်ထားပလတ်စတစ်လောက်တော့မှထူချင်မှထူမှာအဲ့ဒါလေးနဲ့အုပ်ပြီးအဲ့ဒီပေါ်လေးပဲတနခါလေးတွေလိမ်ဟွာလေးလှုပ်ဒါလေးလှုပ်နဲ့ဖုံးထားတာအဲ့ဒီအရေးလေးလှန်လိုက်တာနဲ့အတွင်းသားအတူတူပဲကုန်လို့နော်တူတူပဲမယုံဖွင့်ကြည့်ပါလားအလုံးဖွင့်ကြည့်လိုက်လို့ရှင်အလုံးဟာယွန်းစရာတွေကြီးပဲကုန်လို့ဖြစ်အတွင်းမှာယွန်းစရာတွေအပြည့်ရှိတယ်ဆိုတာဟာတွိုင်းလက်ထဲဝင်တဲ့အခါမှာထွက်လာတာတွေကိုချိပေါ့ကောင်းတာတခုမှမရှိဘူးမွေးကြိုင်တာတခုမှမရှိဘူးအတွင်းထဲမှာအဲ့လိုဖြစ်နေတယ်ဆိုတာကိုမသိချင်လို့သာနေမယ်တကယ်တွေးကြည့်လို့ရှိရင်အဲ့ဒါကိုအတုဝကမ္မထာလို့ခေါ်တယ်နော်အတုဝကမ္မထာဆိုတာဟိုသွားရှုမှအတုဝကမ္မထာမဟုတ်ဘူးကိုယ်တဏ္ဍာကထွက်နေတဲ့အရာတွေမှန်သမျှမျက်လုံးကထွက်တာပဲဖြစ်ဖြစ်နားကထွက်တာပဲဖြစ်ဖြစ်နှာခေါင်းကထွက်တာပဲဖြစ်ဖြစ်ခန္ဓာကိုယ်ထွက်လာတဲ့အရာမှန်သမျှချွေးပေါက်တွေကထွက်တဲ့ချွေးပဲစခန္ဓာကိုယ်တွေကထွက်လာတဲ့အရာမှန်သမျှမွေးကြိုင်နဲ့ထွက်လာတာမရှိဘူးပြင်မကလိမ့်ချန်ထားတာတွေကသာနော်အမွေဖြစ်တယ်ခန္ဓာကိုယ်ကပဂရိကမွေးကြိုင်တာတခုမှမရှိဘူးဒီသဘောကိုပြောတာနော်အဲ့ဒါကိုရှုမြင်ခိုင်းတယ်အဲ့ဒါကိုရှုရမှာဖြစ်တယ်အဲ့ဒီရွှေပရိသေသားကငယ်ရွယ်ဆိုတော့ရှင်သာရိပုတ္တရာအဲ့ဒီကမ္မထံပေးတယ်ဒါပေမဲ့လို့သူ့ရဲ့အစ္ဆတရားဇယိုက်ဝါဒနာကသူကဘဝပေါင်း900ရွှေပရိသေအလုတ်ကိုလှုပ်လာခဲ့တာဖြစ်တော့အလှအပအမြဲတမ်းစဉ်းစားနေတဲ့ပုဂ္ဂိုလ်ပေါ့လူတွေရဲ့လက်ဝတ်ယရနာတွေကိုလှုပ်တဲ့ပုဂ္ဂိုလ်ဆိုတော့သူကလှဖို့အမြဲတမ်းစဉ်းစားနေတာအလှနေရွက်ကဘယ်လိုဆိုရင်လက်ဆွဲလေးကဘယ်လိုပုံစံမျိုးမှလှမယ်အကုန်လုံးကြည့်တာပေါ့နော်လက်အနေထားကြည့်လက်ကောက်ကဘယ်လိုဟာမျိုးပရက်ကဘယ်လိုဟာမျိုးဆိုတာအဲ့ဒီလူတယောက်ရဲ့အလှအပကိုကြည့်ပြီးတော့ဆင်မြန်းတဲ့ပရိသေစလုံးသည့်အတွက်ကြောင့်အယုတ်ဆိုးတာတွေစိတ်ပြည့်စရာတွေကြည့်ခိုင်းတော့သူကသဘောမကျစိတ်မဝင်စားဘူးစိတ်မပါဘူးလို့ဆိုလို့စိတ်မပါရင်လည်းမရဘူးဒါကြောင့်မို့ကမ္မထာသူစိတ်မပါတော့လေးလတိတိတရားထုတ်တာဘာမှမရအဲ့ဒါနဲ့ရှင်သာရိပုတ္တရာကတရားကိုထပ်ဆင့်ပြီးဟောတော့လဲသူဟာတိုးတက်လာခြင်းမရှိလို့မြတ်စွာဘုရားစီပို့လိုက်တဲ့အခါမြတ်စွာဘုရားသိတယ်သူဟာဘဝပေါင်းများစွာအလှပပါကြည်ရှုလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အတုပကမ္မထာနဲ့သူနဲ့ဆန့်ကျင်မဲ့ဖြစ်နေတယ်လူတိုင်းဟာကမ္မထာတစ်မျိုးတည်းပြရမှာမဟုတ်ဘူးနော်မြတ်စွာဘုရားကျတော့အဲ့လိုအစ္ဆတရားဆိုတဲ့ဇယိုက်ကိုကြည့်ပြီးပေးတာအဲ့တော့သူ့ရဲ့အလှပပေါ်မှာစိတ်ညွတ်မှုကိုကြည့်ပြီးမြတ်စွာဘုရားကအမတန်လှပတဲ့ကြာပွဲကြီးကိုရိုးရံနဲ့ဖန်ဆင်းပြီးတော့သူ့လက်ထဲထည့်ပေးလိုက်တယ်လှလိုက်တာကြာပန်းကြီးကမြတ်စွာဘုရားရောအင်ဒါလေးယူသွားစိတ်ညစ်ရအကြောင်းမှာကိုထိုင်တဲ့ရှေ့လေးမှာစိုက်ထားပြီးတော့ကြာပန်းရဲ့အလှအာယုပြုပြီးတော့ကြည်ဆိုတော့ငကိုယ်တည်းအလှပကြိုက်တဲ့ပုဂ္ဂိုလ်ဆိုကြာပန်းလေးကြည့်လိုက်ကြတဲ့ကြာပန်းရဲ့အဆင်းရောင်လေးပေါ်မှာစိတ်ကတည်ငြိမ်သွားတယ်ကြာပန်းရဲ့အလှပပေါ်မှာကြည့်တယ်ဆိုရင်ကနေစိတ်ကအဲ့ဒီပေါ်မှာတည်ငြိမ်သွားတယ်တမာရိရသွားတယ်လို့ဆိုလို့တဲ့ကတိုင်းအထုတ်ခိုင်းတဲ့သဘောပဲအဲ့လိုအထုတ်ရင်ကနေပြီးတော့သူဟာတမာရိတွေရပြီးတော့စံတရားတွေရသွားတယ်စံရသွားတော့မြတ်စွာဘုရားကစံတရားအထုတ်ထားတာ
ဝိပဿနာကိုသူ့ဘာသူကူးနိုင်မလားဆိုတာကြည့်တော့မကူးနိုင်တော့ကြာပန်းရဲ့အလှပပေါ်မှာစိတ်တည်ငြိမ်အောင်ထားပြီးတော့စံတရားတွေရနေတဲ့အချိန်လေးမှာသူစံဝင်စားနေတဲ့အချိန်ဖန်ဆင်းထားတဲ့ကြာပန်းကြီးကညှိုးကျသွားပြီးတော့အယောင်ကမဲသွားနော်ကြာပန်းကညှိုးကျပြီးမဲသွားဆံကထားလို့ကြည့်လိုက်တဲ့အခါကျတော့ခုနတုန်းကလန်းဆန်းလှပနေတယ်ကြာပန်းကြီးကညှိုးပြီးတော့အယောင်ကမဲမဲကြီးဖြစ်သွားတဲ့အခါစိတ်ထဲမှာဘလို့တွေးမိတော့ဆိုခုနကအလွန်လှတဲ့ကြာကြီးဟာအခုပျက်စီးသွားပြီဆိုတော့အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားကကိုယ်ခန္ဓာကိုယ်မှာရှိတဲ့တဘာဝတရားတွေဟာလေဒီလိုပဲမမြဲဘူးဆိုတာကိုလမ်းညွှန်မှုပြုလိုက်တဲ့အခါမှာကြာပန်းသာဒီလိုမဲတာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ကလည်းပဲဒီတိုင်းပဲအလုံးဟာဘယ်ရမှမမြဲဘူးတနေ့ကျပျက်စီးသွားမှာပဲဆိုတဲ့ဝိပဿနာဉာဏ်မြင်ဘက်ကူးပြောင်းသွားတာခဏလေးအတွင်းမှာဝိပဿနာဉာဏ်ဆင်းဆင်းတက်ပြီးယဟနာဖြစ်သွားအဲ့ဒါကိုပြောတာအစ္ဆတရားနော်တရားနဲ့သူတို့ရဲ့အစ္ဆတရားကိုက်အောင်ပေးတာမြတ်စွာဘုရားကြတော့အဲ့လိုကိုက်အောင်ပေးနိုင်သည့်အတွက်ကြောင့်ဘုရားနဲ့တွေ့လိုက်တဲ့ပုဂ္ဂိုလ်တွေကပိုးပြီးတော့ကံကောင်းကြတယ်ခေါ်တဲ့ပြောတဲ့စကားလည်းပဲနားလေတယ်ကိုယ်အကြိုက်အစ္ဆတရားနဲ့ကိုက်တယ်အိန္ဒြေလို့ခေါ်တဲ့ယုံကြည်ချက်ဆိုတဲ့တရားကျိုးပန်းအထောက်မှုဆိုတဲ့ဝီရိယအာယုစိုက်မှုဆိုတဲ့တတိတည်ငြိမ်မှုဆိုတဲ့သမာဓိစဉ်းစားဆင်ခြင်တတ်မှုဆိုတဲ့ပညာတွေဟာရင့်ကျက်လာပြီဆိုလို့ရှိရင်ဘယ်ကမ္မထမ်းမဲ့ဟောလိုက်အာယုစူးစိုက်မှုကြောင့်ထက်ထက်မြက်မြက်ထွန်းထွန်းပေါက်ပေါက်ဖြစ်သွားလေးရှိကြတယ်အဲ့ဒါတတ္တဝိရိယတတိသမารိပညာဆိုတဲ့စွမ်းရည်တွေထက်မထက်ကိုသိတဲ့ဉာဏ်ကိုအိန္ဒရိယပရောပရိယတ္တိဉာဏ်လို့ခေါ်တယ်တရားဝါရီရဲ့အစ္ဆတရားသိတဲ့ဉာဏ်ကြတော့အာတယနုတယဉာဏ်လို့ခေါ်တယ်အဲ့ဒီဉာဏ်နှမျိုးကိုဗုဒ္ဓစက္ခုလို့ခေါ်တယ်ပိစိကဗုဒ္ဓတွေဟာအဲ့ဒီဗုဒ္ဓစက္ခုမရလို့တရားပေါက်အောင်မဟောနိုင်ကြဘူးတရားပေါက်အောင်ပိစိကဗုဒ္ဓမဟောတာတော့မဟုတ်ဟောတယ်ဟောတော့လည်းပဲအဲ့ဒီဉာဏ်နှမျိုးမပါသည့်အတွက်ကြောင့်ဟောနီပြောနီကမပြည့်စုံသည့်အတွက်ကြောင့်မထိရောက်ဘူးလို့ဆိုလို့လည်းပေါ့နော်တရားတို့ရလောက်အောင်မထိရောက်ဘူးမြတ်စွာဘုရားကျတော့ထိရောက်တယ်လို့သူဆိုတယ်အဲ့တော့ဉာဏ်၅ပါးဉာဏ်၅ပါးကိုပဲမျက်စိ၅မျိုးလို့သူတို့ပြောတာအဲ့တော့မြတ်စွာဘုရားတွေမှာထူးခြားတဲ့ဘုရားစက္ခုဆိုတဲ့စွမ်းအားနဲ့ကြည့်ပြီးတရားတွေကိုတရားဟောတာဖြစ်လို့ဓမ္မပဒမှာဟောထားတဲ့တရားဒေသနာတော်တွေဟာအမျိုးကိုစုံနေတာပဲအခြေခံတော့အဆင့်တော်ရှိတဲ့ပုဂ္ဂိုလ်ကိုအခြေခံအဆင့်မျိုးတွေဟောတယ်အလဲလက်တန်းအဆင့်ရောက်တဲ့ပုဂ္ဂိုလ်အလဲလက်တန်းသာအဆင့်သုံးသင်ဆုံးမပေးတယ်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေကြတော့အဆင့်မြင့်တဲ့တရားကိုဟောတယ်လို့ဒီကနေ့ဓမ္မပဒဒေသနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာပြားကိုဟောတဲ့ဓမ္မပဒဒေသနာကတော့ဝိပဿနာတရားကိုကြိုးကြိုးစားစားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုဟောတဲ့တရားဖြစ်တယ်။ဒါကြောင့်မို့အခြေခံသမားတွေကတော့သဘောပေါက်မှာမဟုတ်ဘူးနော်။အခြေခံလောက်နဲ့သဘောပေါက်တဲ့ဟာမဟုတ်ဘူး။ဝိပဿနာဉာဏ်ရင့်တန်ပြီးတော့တကယ်ကိုနေမှာညာမှာကမ္မဋ္ဌာန်းတရားကိုကြိုးစားပြီးတော့ရှုမှတ်ပွားများနေတဲ့ပုဂ္ဂိုလ်တွေကိုဟောတဲ့ဒေသနာအဆင့်မြင့်တဲ့အဆင့်မှာပို့ပြီးတော့အဆင့်ကိုမြင့်သွားအောင်ဟောပေးတဲ့ဒေသနာဖြစ်လို့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီဒေသနာကမဖို့နိဗ္ဗာန်ကတ်နေတဲ့ဝိပဿနာတရားကိုဟောတဲ့ဒေသနာလို့ဒီလိုမှတ်အဲ့တော့ဝိပဿနာမရောက်ခင်ရှေ့ပိုင်းမှာဘာတွေဟောတော့ဆိုမြတ်စွာဘုရားအခြေခံအားဖြင့်ဟောလို့ရှိရင်ဒါနကထာလှမှုတမ်းမှုနဲ့ပတ်သက်ပြီးဟောတယ်
ဒုတိယကိုကျင့်တရားနဲ့ပတ်သက်ပြီးသီလကထာဟောတယ်တတိယကဒါနသီလနဲ့ပြည့်စုံရင်လူဘုံနတ်ဘုံရောက်နိုင်တယ်ဆိုပြီးသက်ခါကထာဟောတယ်နော်ပြီးတဲ့အခါကျတော့ကာမဏအာရိနဝကထာလူတွေဟာတရန္တာရနဲ့မျောလင့်နေကြတဲ့ကာမဂုဏ်အာယုန်ရဲ့အဖြစ်ဒုက္ခပေးတတ်ပုံဆိုးရုပ်ပုံတွေကိုဟောတယ်ပိစမကြတော့မြတ်စွာဘုရားဘာဟောတော့အဲ့ဒီကာမဂုဏ်တွေလက်လွတ်လိုက်လို့ရှားရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုဟောတယ်ဒါဘုရားတိုင်းဟာဒီအကျင့်စဉ်နဲ့ဟောတာပဲဖြစ်တယ်အဲ့ဒါလိုပဲတရားတွေရဲ့အလိုက်ဆရာရိုက်ကိုကြည့်ပြီးတော့အခြေခံဟောတာရှိတယ်အစင်မြင်ဟောတာရှိတယ်အခုကအစင်မြင်ဟောတဲ့တရားကဲနာယူမှတ်သားပြီးတော့ကြည့်ဝိပဿနာတရားအထောက်နေပြီဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ဟာဒါတရားကျင့်နည်းကဝိပဿနာအလုတ်ပေးတရားသဘောမျိုးတစ်ခုဟောလိုက်တာပဲဖြစ်တယ်လူတိုင်းဟာခန္ဓာကိုယ်ရထားတာဖြစ်တယ်အဲ့ဒီရထားတဲ့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုဆင်ခြင်သုံးသပ်ရမလဲဆိုတာကုံဘူးပမံကာယမိမံဝိဒိတဝါဣမံကာယဒီယုတ်ခန္ဓာကိုယ်ကြီးကိုဒီခန္ဓာကိုယ်ကြီးကိုကုံဘူးပမံမြေအိုးနဲ့အလားတရံတူတယ်လို့ဝိဒိတဝါသိရှိနားလည်ပြီးပြီအဲ့တော့ကိုယ်ခန္ဓာကိုယ်ကြီးကိုဘယ်လိုရှုမြင်ရမလဲဆိုတာဖော်ပြတယ်တာမန်လူတွေကကိုယ်ခန္ဓာကိုယ်ကြီးကိုဘယ်လိုရှုကြသလဲဆိုအသားဖြူရင်သားဖြူတယ်လို့ကြည့်တာပဲနော်လှရင်လှတယ်လို့ကြည့်ရုပ်ဆိုးရင်ရုပ်ဆိုးတယ်လို့ရုပ်ဆိုးတဲ့လူကလည်းရုပ်ဆိုးတယ်လို့မြင်မှာမဟုတ်ဘူးသူလှဆုံးလို့ပဲထင်မှာပဲနော်အဲ့တော့ကိုယ်ရုပ်ခန္ဓာကိုယ်ကြီးကိုလူတွေဟာဘယ်လိုမြင်နေကြသလဲတမန်အပြင်ဘယ်လိုမြင်ကြသလဲကိုယ့်ကိုစတိုင်ကြအောင်ပဲလုပ်နေချမှာပဲအခုမြတ်စွာဘုရားကခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ကြီးကိုဘယ်လိုချိခိုင်းတာတော့ဆိုတဲ့အခါကျငါတို့ရဲ့ခန္ဓာကိုယ်ကြီးဟာမြေအိုးကြီးနဲ့တူတယ်ရေအိုးတစ်ခုဟာမြေနဲ့လှုပ်ထားတဲ့ရေအိုးကြီးမြေအိုးနဲ့တူတယ်ဘာကြောင့်မြေအိုးနဲ့တူတော့ဆိုမြေအိုးဆိုတာကွဲလွယ်တယ်လေလွတ်မကြနဲ့လွတ်ကြလဲကွဲမှာခဲမမှန်နဲ့မှန်လဲကွဲမှာမထိခိုက်လဲနဲ့ထိခိုက်ရင်ကွဲသွားမှာပဲမြေအိုးရဲ့တက်တန်းဟာလဲလွန်တူထောင်းတယ်ခဏတည်းပဲကွဲထွက်သွားတယ်ပျက်စီးသွားနိုင်တယ်ခန္ဓာကိုယ်ကြီးဟာလည်းပဲအဲ့ဒီတိုင်းပဲတမန်အဖြစ်ဝိပဿနာဉာဏ်မဟုတ်တော့တန်ဝေကဉာဏ်နဲ့ကိုယ့်ကိုကြည့်ငါတို့ရဲ့ခန္ဓာကိုယ်ကြီးဟာမြေအိုးကြီးလို့မခိုင်မာပါလားလို့ကြည့်မကွဲလိုက်မလဲလိုက်နဲ့လဲကွဲပြီးသားမှတ်ပြီးတော့ရှည်ကျိုးကနဲ့လဲလို့တဲ့ပေါင်ကျိုးသွားတယ်နော်ဘယ်နှဘာဖြစ်လို့တဲ့ကျိုးသွားကာအစီရင်ဖြစ်လို့ဆိုတာလဲကျိုးတာပဲဘာလို့ဖြစ်တခုထိခိုက်မိလိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ကထိသွားတာကွဲပြဲသွားတာကြီးပဲခေါ်သုတ္တတစ်ခုမှာမြတ်စွာဘုရားဟောထားတာတစ်ခုရှိတယ်အတုရောဟာယံခပတိကာယောအန္ဓပုတောပရိယောနတောခန္ဓာကိုယ်ကြီးဟာကြက်ဥငယ်ဥလိုပဲလို့သူတို့ဖွင့်ဆိုထားတာရှိအန္ဓပုတ္တဆိုကြက်ဥလို့လားသလားဈေးဝယ်တဲ့အမျိုးသမီးတွေပိုသိမှာပေါ့ကြက်ဥဝယ်ပြီဆိုလို့ရှိရင်သတိထားရတယ်မဟုတ်လားဟိုအဒီအရီနဲ့ရောထည့်လို့မရဘူးလေကွဲသွားမှာပေါ့ကြက်ဥကကြက်ဥဝယ်ရင်မကွဲအောင်ခရုဆိုင်ရတယ်ကွဲသွားရင်လည်းအရေးတွေဟာအကုန်နှံ့ကုန်မှာခန္ဓာကိုယ်ကြီးကလည်းပဲထို့တူပဲကြက်ဥလို့ကွဲလွယ်တယ်ထိတဲ့တက်ပြီးစဉ်းစားလိုက်မယ်ဆိုရင်ကြက်ဥကမှမာသေးတယ်ခန္ဓာကိုယ်ကြီးကကြက်ဥလောက်တော့မမာဘူးဘာကြောင့်လို့ဆိုရင်ကြက်ဥတွေကအရေးတွေကိုချင်းကဖောက်ပြီးမစုံနိုင်ဘူးဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကျတော့ချင်းနှုတ်သီးပြော့ပြော့လေးထိုးလိုက်လို့ရတယ်နော်ချင်းလည်းမွေးညင်းပေါက်ကလေးတွေရှိတော့အဲ့ဒီပေါက်ကနှိုက်တာနဲ့ထူပါတယ်ချင်း
လူရဲ့အရေးကပါလေးရဲ့ဒီအဲ့ဒီပေါက်ကနိုင်ချင်းကြိုက်ခံမှုတဲ့လူတွေသိချာကြည့်ပေါ့ကိုအပေါ်ဖုံးထားတဲ့သွေးကိုနှိုက်ပြီးတော့ရအောင်စုပ်နိုင်တယ်လေချင်းသို့တော့ကျဲဥတွေကအရေးကိုချင်းကစုပ်တယ်လို့တော့မကြားဘူးနော်အခွန်ဖောက်ပြီးတော့ကျုပ်စုပ်တယ်လို့မကြားအဲ့တော့ကျဲဥလို့တော့ဒီမခိုင်ပါဘူးလို့ပြောမှာပဲအခုဒီသုတ်တန်ကြဒီဓမ္မပဒကြတော့မြတ်စွာဘုရားကုံပူပမန်ကုံမဆိုတာရေအိုးမြေကြီးနဲ့လှုပ်ထားတဲ့မြေအိုးဥပမာဆိုတာနှိုင်းเสียမြေအိုးနဲ့ပဲနှိုင်းရှင်လို့ကြည့်ရမယ်ခန္ဓာကိုယ်ကြီးပဲမြေအိုးဆိုတာခန္ဓာနာလေးချလိုက်တာနဲ့ကွာဆိုကွဲသွားမှာပဲခဲမမှန်နိုင်နဲ့ကွဲသွားမယ်လွတ်မကြလိုက်နဲ့ကွဲသွားမယ်မခိုင်ဘူးတဲ့ကွဲတတ်တဲ့သဘောတရားရှိတယ်အချိန်အတူအတွင်းမှာမြေအိုးဆိုတာပျက်စီးသွားတာပဲခန္ဓာကိုယ်ကြီးဟာလည်းပဲအဲ့ဒီတိုင်းပဲမြေအိုးနဲ့လားသရံတူတယ်လို့ကိုယ်ကိုဆင်ញင်သုံးသပ်ပါအဲ့လိုဆင်ញင်သုံးသပ်ခိုင်းတာနော်မြေအိုးနဲ့တူတယ်မခိုင်ပါဘူးလို့ဆင်ញင်သုံးသပ်ပါတဲ့ဝိပဿနာဉာဏ်ရင့်တန်နေတဲ့ပုဂ္ဂိုလ်တွေကြတော့အနိစ္စသဘောတရားကိုပို့ပြီးတော့ထင်ထင်ရှားရှားဖြစ်အောင်မြတ်စွာဘုရားဟောတာဖြစ်တယ်။တာမန်ပုဂ္ဂိုလ်တွေအနေနဲ့ကတော့မခိုင်ဘူးဆိုတဲ့သဘောလေးကိုတော့သိရှိအောင်ဆင်ញင်စဉ်းစားကြည့်လို့ရတာပေါ့။အဲ့လိုဆင်ញင်စဉ်းစားကြည့်လို့သိတဲ့အသည့်လေးကလည်းပဲမဆိုးပါဘူးနော်။အဲ့ဒီအသည့်လေးကလည်းတန်ဖိုးရှိပါတယ်။အဲ့ဒီအသည့်တောင်မသိဘဲနဲ့နော်လှဖို့ပဖို့ပြင်ဆင်နေတာကများတယ်လေလူတိုင်းဆိုတာအဲ့တော့ခန္ဓာကိုယ်ကြီးကပဲရမမမြဲဘူးမြေအိုးလိုပဲတခဏလေးပဲပျက်စီးသွားနိုင်တယ်လို့အသိဉာဏ်နဲ့ရှုမြင်သုံးသပ်ပါတဲ့အဲ့ဒီလိုရှုမြင်သုံးသပ်ပြီးတော့နဂရူပမံစိတ်တမိတံထပိတဝါကိုယ်စိတ်ကလေးကြတော့နေချာဒေသမှာရှမ်းသူတွေဝိုင်းနီးတဲ့ရှမ်းသူတွေနဲ့နီးတဲ့နေချာဒေသမှာခန္ဓာမြုပ်ကလေးလို့ကိုယ်စိတ်ကိုတော့ခန္ဓာမြုပ်ကလေးလို့လုံလုံချုံချုံတိဆောက်ပြီးတော့ကိုယ်စိတ်ကိုအလုံးချုံထားရမှာဖြစ်တယ်တဲ့နေကရုပမံစိတ်တမိတံတပိတဝါရုပ်ခန္ဓာကိုယ်ကြီးကမြေအိုးနဲ့တူတယ်စိတ်ကြတော့နော်ခန္ဓာမြုပ်လေးလို့အလုံးချုံလုပ်ရမယ်ခန္ဓာမြုပ်တိဆောက်တဲ့အခါမှာတကားပေါက်တွေအများကြီးမဖောက်ဘူးမြို့ဝင်ပေါက်တစ်ပေါက်တည်းပဲထားနော်မြို့ဝင်ပေါက်တစ်ပေါက်တည်းပဲထားပတ်လေကအကုန်လုံးအလုံးပိတ်ထားတတိုင်းအမြင့်မြင့်နဲ့အလုံးပိတ်ထားလူတွေထွက်ဖို့ရတစ်ပေါက်ပဲထားခန္ဓာမြုပ်ရဲ့သဘောတရားရှိခက်ကရန်သူဝင်လို့ရတာတစ်ပေါက်ပဲရှိတယ်အဲ့ဒီတစ်ပေါက်ကိုလည်းခိုင်ခိုင်မာမာလှုပ်ထားတယ်စိတ်ဓာတ်ကိုလည်းပဲထို့တူပဲအဲ့တိုင်ထားပါတဲ့ဆိုလိုတာကမျက်စိကနားကနှာခေါင်းကလျှာကခန္ဓာကိုယ်ကာယကစိတ်ကဆိုတဲ့လူခန္ဓာကိုယ်မှာတကား6ပေါက်ရှိနေတယ်တကား6ပေါက်ဆိုလို့ရှိရင်ဟိုပေါက်ကလည်းဝင်လာနိုင်တယ်ဒီပေါက်ကလည်းဝင်လာနိုင်တယ်ပေါက်တွေများရင်ဝင်မဲ့နေရာတွေအများကြီးဖြစ်တယ်ဒါကြောင့်မို့လို့ခန္ဓာမြုပ်ကလေးလို့အပေါက်တစ်ပေါက်ထဲပဲထားပါလို့ဆိုမျက်စိကိုလည်းအသုံးမချနဲ့မျက်စိပိတ်နားပိတ်နော်ပိတ်ဆိုတော့ဟိုကနဲ့တော့မပိတ်နဲ့ပေါ့မျက်စိကိုထိန်းချုပ်တာကိုပြောမျက်စိကနေပြီးတော့လောဘဒေါသမဖြစ်အောင်ထိန်းချုပ်မယ်နားကနေအတန်နေနားထောင်ပြီးတော့လောဘဒေါသမဖြစ်အောင်ထိန်းချုပ်မယ်နှာခေါင်းကအနံ့ရှုပြီးလောဘဒေါသမဖြစ်အောင်ထိန်းချုပ်ရမယ်လျှာကလည်းအရသာခံပြီးတော့လောဘဒေါသမဖြစ်အောင်ထိန်းချုပ်ရမယ်ကိုယ်ကာယကလည်းအထီးထွေနဲ့ပတ်သက်ပြီးလောဘဒေါသမဖြစ်အောင်ထိန်းချုပ်အောင်ဝိပဿနာတရားရှုဖို့မနောဒွါရလို့ဆိုတဲ့စိတ်တကားလေးတစ်ခုပဲဖွင့်ထားမယ်အဲ့ဒီမှာအလုံးလုံးမယ်လို့ဆိုတော့တပေါက်ပဲထားကျန်တာတွေကိုတတိနဲ့စောင့်တာနော်တတိနဲ့ပဲထိမ့်သိမ်းဆော့ရှော့မြင်လိုက်တာကိုလည်းတတိနဲ့ပဲနေတယ်ကြားလိုက်တဲ့အတန်မြင်တာကြားတာတွေကရှိမှာပဲရှိလိုက်ရင်တတိနဲ့ထိန်းချုပ်ထားအဲ့ဒါလို့ဒွါရ6ပေါက်ထဲကမနောဒွါရတစ်ခုတည်းကနေပြီးအလုံးလုံးဖို့ဝင်မိုးထွက်ဖို့အလုံးလုံးဖို့စိတ်ကို
ခန္ဓာမြုပ်လေးတစ်ဖွဲအခိုင်အမာတိဆောက်ပါတဲ့နော်ခိုင်မာတိဆောက်ပါဒါမို့ဝိပဿနာတရားအထုတ်ပြီးဆိုတဲ့ယောဂီပုဂ္ဂိုလ်တွေဟာဟိုကြည်ဒီကြည်ကြည်တာမျိုးတွေတို့နော်ဟိုသချင်းဒီသချင်းနားထောင်တာတွေတို့အလုံးမလုံးရပဲနဲ့ကိုယ့်ကိုထိန်းချုပ်ပြီးတော့နေဖို့ရအိန္ဒြိယသံဝရဆိုတာအိန္ဒြေကိုထိန်းချုပ်တဲ့အလုံးနဲ့ကိုယ်စိတ်ကိုထိန်းချုပ်အောင်ဖြစ်တယ်အဲ့လိုထိန်းချုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ခန္ဓာမြုပ်လေးကိုအခြေခံပြီးတော့အလုံးလုပ်တယ်လို့ပဲကိုယ်စိတ်ကိုအခိုင်အမာရန်သူတွေမဝင်အောင်တကားငါးဘောကိုပိတ်တစ်ပေါက်ထဲဖွင့်ပြီးတဲ့အခါမှာတဲ့ယောဒေထမာရံပညာဝုဒိနာပညာဆိုတဲ့လက်နဲ့ကိုအသုံးချပြီးတော့ကိလေသာတွေကိုနဲ့စစ်တိုက်ရမယ်လို့သူတို့ဆိုလို့ကိလေသာရန်သူကိုစစ်တိုက်ရကိလေသာရန်သူဆိုတာဘယ်သူကိုပြောတာလောဘကိုပြောတယ်ဒေါသကိုပြောတယ်မာနတွေမောဟကိုပြောတယ်မာနတွေအိတ်တမစ္စရိယတွေစိတ်ရဲ့အညစ်အကြေးတွေဟူသမျှကိလေသာဆိုတဲ့ရန်သူတွေကိုပညာဆိုတဲ့လက်နဲ့ကိုအသုံးချပြီးတော့တိုက်ပွဲဆင်ရမယ်လို့သူတို့ဆိုလို့ဒါတင်စားပြီးတော့ဟောတာနော်ဒါဖြင့်လောဘကိုဘယ်လိုတိုက်ပွဲဆင်မလဲတဏှာရာဂကိုဘယ်လိုတိုက်ပွဲဆင်တယ်လဲဆိုအတုပါဘာဝေတ္တပါရာဂတပါဟနာယရာဂတပါဟနာယတွေ့တာမှုတွေနှစ်သက်မှုတွေမျက်နှာမှုတွေဆိုတဲ့တွေ့တာတက်မဲ့မှုတွေကိုပါဟနာယဖယ်ရှားပစ်ဖို့ရအတုပါမတည့်မတည့်ယွန်းစပွဲဆိုတဲ့အတုပတင်ညာကိုဘာဝေတ္တပါဖြစ်ပွားစေရမယ်အတုပတင်ညာဘာဝေတ္တပါရာဂတပါဟနာယအဲ့ဒါတိုက်ပွဲဆင်တာပဲနော်ခုနလိုခန္ဓာကိုယ်ကြီးရပဲရာမမတင့်တယ်ပါလားမျက်စိကထွက်တဲ့အရာနားကထွက်တဲ့အရာနှာခေါင်းကထွက်တဲ့အရာလျှာကပါးစပ်ပေါက်ကထွက်တဲ့အရာဘယ်အရာမှမွေးကြိုင်ပြီးသိမ့်ထားစရာမရှိပါလားအလုံးဟာရွှန်ရှာဆက်စုပ်ဖွယ်ရည်ပါလားဆိုတဲ့အတွေးကိုဒလဆက်တွေးပြီးတော့အဲ့ဒါတွေးခိုင်းတာတင်ညာဆိုတာအဲ့ဒီအမှတ်သားကိုယ်ထဲကပျောက်မသွားအောင်တွေးအဲ့ဒီလိုတွေးလာရဲ့တန်းနဲ့တွေးရဲ့တန်းနဲ့ပို့ပြီးတော့တက်မဲ့လာတဲ့နှစ်သက်လာတဲ့ဆိုမရှိဘူးဒါအဲ့လိုတွေးလိုက်တာနဲ့ကိုယ့်ကိုမအံ့အောင်တော့သတိထားရလိမ့်မယ်အံ့ကျင်စိတ်မဖြစ်အောင်တော့သတိထားရလိမ့်မယ်ခန္ဓာကိုယ်ရဲ့မတင့်တဲ့မှုတွေကိုဆင်ញင်သုံးသပ်နေခြင်းအပြင်ရာဂကိုတိုက်ပွဲဆင်တယ်လို့ခေါ်တာအဲ့ဒီနည်းအဲ့ဒါဘာနဲ့ဆင်တာတော့ဆိုရင်အတုဝတင်ညာဆိုတာပညာပဲလေအဲ့ဒီအတုဝပညာအတုဝတင်ညာဆိုတဲ့မတင့်တဲ့အမှတ်တင်ညာကိုအတိညာနဲ့အချိန်များစွာပွတ်တိုက်တာလက်နဲ့ကြီးနဲ့ထုတာနဲ့ထူထူပဲရာဂမပေါ်အောင်ထုတာတဖြည်းဖြည်းနဲ့ရွှန်စရာတွေတွေးရင်နဲ့မတရီစရာတွေတွေးရင်နဲ့သူဟာတွေ့တာမှုတွေရော့ကျသွားစိတ်ပြက်မှုတွေညှိငွေ့မှုတွေသာတက်လာမှာပဲဖြစ်တယ်အဲ့ဒါတိုက်ပွဲဆင်တာလို့ခေါ်တယ်နော်အဲ့ဒါလို့တိုက်ပွဲဆင်တာဒါဖြင့်ဒေါသဆိုတဲ့ကိလေသာကိုဘာနဲ့တိုက်ပွဲဆင်မလို့မေတ္တာဘာဝိတ္တဘာဒေါသတပါဟနာယဒေါသတရှင်တွေကဖြစ်ပေါ်နေတဲ့အမုန်းတရားကိုပါဟနာယဖယ်ရှားပစ်ဖို့ရမေတ္တာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားကိုဘာဝိတ္တဘာဖြစ်ပွားစေရမည်ကိုယ့်ရင်ထဲမှာအမုန်းရှိသေးသလားမကြိုက်တာတွေ့ရင်မုန်းတော့မလားလူကိုမုန်းတာလားနော်အရာဝတ္ထုတွေကိုမုန်းတာလားမုန်းတာလည်းအမျိုးမျိုးရှိတယ်နော်လူကိုမုန်းတာတော့အဓိကတချို့ကနေပူရမလားဆိုနေကိုအပြစ်ဆိုတဲ့လူရှိတယ်လေတိုက်ရင်လည်းလေကိုအမြစ်ခလုတ်တိုက်ရင်တော့ခလုတ်ကိုဒုံးနဲ့ရိုက်တဲ့လူရှိသေးတယ်တိုက်ရမလားပေါ့နော်မျိုးစုံပဲအဲ့ဒီလူတွေဟာမုန်းတီးရွံရှာမှုဆိုဖြစ်လာ
အဲ့ဒီလိုဒေါသတွေဖြစ်လာလို့ရှိရင်တဲ့လူပေါ်မှာဒေါသဖြစ်လို့ရှိရင်အဲ့ဒီလူကိုမေတ္တာပွားပေးပါဒီလိုဆိုလို့အဲ့ဒီလူကိုမေတ္တာပွားလူတွေကမေတ္တာပွားတာကဒီကိုယ်ကိုခင်မင်းလာအောင်တတိယအောင်မေတ္တာပို့နေကြမဟုတ်ဘူးကိုယ့်ရင်ထဲကအမုန်းတရားပြောက်အောင်ပို့ရမှာဖြစ်တယ်ဆေးတောက်တာကိုရည်ရွယ်ချက်ကဟုတ်မှာမဟုတ်တာနော်မေတ္တာပွားတယ်ဆိုတာတချို့ကကိုချမ်းသာခြင်းလို့မေတ္တာပွားလေကိုယ်တိုင်တောင်မှပွားရမှာပြင်းတဲ့အခါကျတော့တပည့်တော်တို့မေတ္တာလေးပို့ပေးပါဆိုတာလည်းလုပ်သေးတယ်တကယ်ကိုယ့်ကိုပွားရမှာမေတ္တာကိုယ့်ရင်ထဲမှာအမုန်းစိတ်ရှိရင်ပျောက်ဖို့ရအတွက်မေတ္တာနဲ့အစားထိုးတာရှင်ထဲကမေတ္တာအစားထိုးအဲ့ဒါလို့မုန်းစိတ်ပျောက်ဖို့မေတ္တာပွားရတယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်ပေါ့ချမ်းသာခြင်းလို့မေတ္တာပွားတယ်လို့မြတ်စွာဘုရားဟောတာမဟုတ်ဘူးရာဂဒေါသတပါဏာယအမုန်းစိတ်ကိုဖယ်ရှားပြစ်ဖို့ရမေတ္တာကိုဘာဝိတ္တပါဒါဖြင့်ဘု து မုန်းတာလဲမုန်းတဲ့လူပေါ်မှာအဲ့ဒီမုန်းတဲ့စိတ်လေးပျောက်သွားအောင်မေတ္တာထားအဲ့တော့ဒါလဲဒေါသကိုတိုက်စစ်ဆင်ခြင်းပဲဖြစ်တယ်အသိဉာဏ်နဲ့တိုက်စစ်ဆင်ရမယ်ဆိုပါစို့လူတယောက်ကိုမုန်းတယ်မုန်းနေလို့ရှိရင်မေးကြည့်မင်းဘာမုန်းတာတော့သူလည်းသူကံနဲ့လာတာငါလည်းငါကံနဲ့ငါမုန်းနေတော့ရောအကျိုးရှိရလားမုန်းခြင်းဟာကောင်းကျိုးပေးနိုင်ရလားအမျိုးမျိုးဆင်ခြင်စဉ်းစားကြည့်တယ်မုန်းတာဘာကိုမုန်းတာတော့သပင်ကိုမုန်းတာလားနော်တတိခြေတဲ့ကိုမုန်းတာလားမွေးခြင်းကိုမုန်းတာလားနဲ့ကိုဘာမုန်းတာတော့ဆိုတာတွေကိုလိုက်ရှာကြည့်လိုက်လို့ရှိရင် analyze လုပ်ကြည့်လိုက်ရင်မုန်းစရာဆိုတာရှာမတွေ့တော့ကိုပေါ်မှာတစုံတစ်ခုလှုပ်သွားလို့မုန်းရင်ကောင်းတာကိုရှာကြည့်လိုက်သူဘယ်တော့ကငါနဲ့တင့်မြတ်တုန်းကဘယ်လိုတွေလုပ်ခဲ့တာဟောမုန်းတာချစ်ခင်စရာမျက်နှိုးစရာတစ်ခုရှာကြည့်ပြီးတော့အမုန်းစိတ်ကိုဖြောင်းတယ်အဲ့ဒါနဲ့မှမရဘူးဆိုရင်ကံတရားကိုဆင်ခြင်သုံးသပ်လိုက်သူလည်းသူကံတယ်ငါလည်းငါကံမုန်းနေလို့ရောဘာအကျိုးရှိမှာတော့ဟောကံတရားကိုဆင်ခြင်သုံးအဲ့ဒါနဲ့မပြောက်ဘူးဆိုရင်မေ့ထားလိုက်သူ့အကြောင်းမစင်စားနဲ့ခေါင်းနဲ့မရောက်စေနဲ့မေ့ပလိုက်အဲ့ဒါလို့အမုန်းဖြောက်နီးကားနဲ့ရှင်ထဲကမေတ္တာတရားဖြစ်ပွားလာပြီဆိုရင်မုန်းတဲ့စိတ်ကပြောက်သွားဒါဟာအမုန်းဆိုတဲ့ကိလေသာကိုတိုက်စစ်ဆင်ခြင်းပဲဖြစ်တယ်အဲ့ဒါလို့ထိရောက်အောင်ပြစ်မှတ်ကိုမှန်အောင်တိုက်စစ်ဆင်မှဒေါသပျောက်မှာဖြစ်မှာပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ချမ်းသာခြင်းလို့မေတ္တာပွားကိုယ့်ကိုခင်းလာအောင်မေတ္တာပွားဆိုတာဒါမဟုတ်သေးဘူးမဟုတ်ဘူးအဲ့ဒါလို့ပွားဒါမေတ္တာနဲ့တိုက်စစ်ဆင်ရမယ်နောက်တစ်ခုကမောဟကြတော့ဘာနဲ့ဖြည့်ရှင်းရမလဲဆိုပညာဘာဝေတ္တပါမောဟတာပါဟနာယမောဟဆိုဒီမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့ပုံမှာမဆုံးဖြတ်နိုင်မဲ့နဲ့တွေ့ဝေးနေတဲ့သဘောတွေ့ဝေးတယ်ဆိုတာလှုပ်တဲ့နာလားစဉ်းစားတယ်မသိဘူးမလှုပ်တဲ့နာလားဆိုတာမသိဘူးအဖြေမထုတ်နိုင်ဘူးနှစ်ခုစလုံးအဖြေမထုတ်နိုင်လှုပ်တဲ့နာလားလို့စဉ်းစားရင်လဲလှုပ်တဲ့နယ်လို့အဖြေမထွက်လာဘူးမလှုပ်တဲ့မူလားလို့ဆိုပြန်တော့လည်းမလှုပ်တဲ့မူလို့အဖြေမထွက်ဘူးရည်ရတာရောင်တိရောင်တောင်ဖြစ်နေအဲ့တော့ဘာဖြစ်လဲဆိုမလှုပ်တဲ့နာတွေကိုလုံးလိုက်တယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနေတယ်အဲ့ဒီကြတော့အကျိုးဆိုးရမှုတွေဖြစ်ပေါ်လာတယ်အဲ့ဒါမောဟရဲ့အဖြစ်အဲ့ဒီမောဟကိုဘာနဲ့ဖယ်ရှားမလဲဆိုရင်အသိပညာနဲ့ဖယ်ရှားဒါဖြင့်အသိပညာကဘယ်အားရမှာတော့ဆိုအခုလို့တရားနာတယ်စာပေဖတ်ရှုတယ်ဟောကြားဆုံးမတဲ့တရားတွေကိုမှတ်သားတယ်မသိတဲ့အရာကိုမေးမြန်းတယ်စူးစမ်းတယ်ဆင်ခြင်သုံးသပ်တယ်အဲ့ဒါအသိဉာဏ်ရအဲ့ဒီအသိဉာဏ်ရအောင်လုပ်ပြီးတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာရှင်းရှင်းပြပြသိရှိနားလည်အောင်မောဟကိုဖယ်ရှားဖို့အတွက်ပညာနဲ့တိုက်စစ်ဆင်ရမယ်လို့သူဆိုတာနော်သူဟာနဲ့သူယောဂနဲ့သူဆေးပေးရမှာအဲ့ဒါကိုပြောတာယောဓိထမာရံပညာဝုဒိနာပညာဆိုတဲ့လက်နဲ့ကိလေသာကိုတိုက်ပွဲ
ထိုးစစ်ဆင်မှာတဲ့အိတ်တာကိုဘလို့ထိုးစစ်ဆင်မလဲမစ္စရိယကိုဘလို့ထိုးစစ်ဆင်မလဲလောကလူတွေမှာအိတ်တာမစ္စရိယဆိုတာအလွန်များကြတယ်ပေါ့နော်အလွန်များတတ်ကြအိတ်တာဆိုတာဘာလဲမြန်မာလူပြန်တဲ့အခါမနာလိုမရှုစိတ်မနာလိုဘူးမရှုစိတ်ဘူးအကောင်းမထင်တာအိတ်တာလူတယောက်ကြီးပွားတိုးတက်နေရင်မနာလိုတယ်မရှုစိတ်ဝမ်းမသာနိုင်ဘူးအဲ့ဒါအိတ်တာလို့ခေါ်တယ်အဲ့ဒီအိတ်တာဟာအမုန်းစိတ်နဲ့တွဲလာတာဖြစ်တယ်ဒေါသနဲ့တွဲဖက်လာတယ်သူ့ကိုဖယ်ရှားပြဖို့ဘာလို့ရမလဲမုဒိတာပွားရမှာဖြစ်တယ်အိတ်တာကိုဖယ်ရှားဖို့မုဒိတာထားနိုင်ရမယ်အေးသူလဲသူစ조사လို့သူရတာနော်ငါလဲငါစ조사ရင်ငါရမှာပေါ့သူရတာမနာလို့ဖြစ်လို့အလကားပဲလူဆိုတာကိုယ်အကျိုးပေးနဲ့ကိုယ်လို့ဟောမနာလို့စိတ်တွေကိုဖြောက်မစ္စရိယကြတော့ကိုယ်အောင်မြင်မှုတစ်ခုရထားပြီလို့ရှိရင်သူများတွေကိုမအောင်မြင်စေချင်တာဒါကြတော့ဝန်တိုတယ်လို့ခေါ်တယ်နော်ဝန်တိုတယ်ဝန်တိုတယ်ဆိုတာသဝန်တိုတာအဲ့ဒါနဲ့တူတူပဲနော်ကိုယ်နဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်သူနဲ့ကိုယ်နဲ့ခင်းနေတဲ့ပုဂ္ဂိုလ်သူများနဲ့ခင်းသွားမှဆိုတာအဲ့ဒါဝန်တိုတာလို့ခေါ်တယ်နော်သဝန်တိုတယ်လို့ပြောတာသူကတခုတည်းက5မျိုးရှိတယ်နေရာနဲ့ပတ်သက်ပြီးဝန်တိုတယ်ကိုယ်အိမ်လှလှလေးဆောက်ထားရင်သူများတွေဒီလိုလှလှလေးဆောက်မှဆိုတယ်မဆောက်စေချင်ကိုကရုပ်ချောတယ်ဆိုရင်သူများတွေဒီလိုမချောစေချင်ဘူးသူများတွေအယုဆိုးကြည်တန်လေးကောင်းလေးငါတယောက်တည်းချောမယ်ဟောကိုရတဲ့အခွင့်အရေးတွေဆိုရင်ငါတယောက်တည်းရမယ်သူများတွေရတာမကောင်းဘူးမရစေချင်ဘူးကိုနဲ့ခင်တဲ့လူဟာကိုနဲ့ပဲခင်နေတယ်သူများကိုမခင်စေချင်ဟောအဲ့ဒါတွေကမစ္စရိယလို့ခေါ်တယ်နော်ဂုံတရင်နဲ့ပတ်သက်လာရင်ကိုပဲဂုံတရင်ကြီးကျင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမကြီးစေချင်ဒါလည်းဝန်တိုတာလို့ခေါ်တယ်အာဝါဒမစ္စရိယတဲ့နေရာနဲ့ပတ်သက်ပြီးဝန်တိုမှုကိုနေရာသူများလာတာမကြိုက်ဘူးတရားပွဲလာရင်တောင်ကိုနေရာမှတ်သူများလာထိုင်ရင်မကြိုက်ဘူးနော်ကိုထိုင်နေကြနေရာလေးလာထိုင်ရင်မကျေနပ်ဘူးအဲ့ဒါမျိုးဖြစ်တတ်တယ်နော်အဲ့ဒါလေအာဝတ္တမစ္စရိယလို့ခေါ်တယ်ဘာစကားစီးတဲ့အခါပေါင်ကားထိုင်တာတို့မိရာစီရင်ပေါင်ကားထိုင်တာတို့အဲ့ဒါမျိုးကိုတယောက်တည်းပဲအဲ့ဒါလိုဟာမျိုးမထိုင်စေချင်မလာစေချင်တဲ့သဘောတပြည့်အကြောင်းကြောင့်မဟုတ်ဘူးတက်တက်မလာစေချင်တပြည့်အကြောင်းရှိလို့ဆိုရင်တော့တစ်မျိုးပေါ့နော်အာဝတ္တမစ္စရိယလာဘမစ္စရိယကိုရထားတဲ့အခွင့်အရေးသူများကိုမရစေချင်ကုလမစ္စရိယကိုနဲ့ခင်မင်တဲ့ပုဂ္ဂိုလ်သူများမခင်စေချင်ဟောဝဏမစ္စရိယကိုလှတယ်လို့သူမလှစေချင်ဘူးကိုနာမည်ကြီးတယ်လို့သူမကြီးစေချင်ဓမ္မမစ္စရိယကိုသိတဲ့ပညာရက်တွေကိုသူတို့မသိစေချင်ဘူးရှုပ်ဝက်တယ်ဟောအဲ့ဒါမစ္စရိယတရားလို့ခေါ်တယ်အဲ့ဒီမစ္စရိယဆိုတဲ့ဝန်တုရတဲ့သဘောတရားတွေကိုတဏ္ဍာဆိုတဲ့ဒီတဏ္ဍာဆိုတဲ့တရားစာကလို့ခေါ်တဲ့ generosity ရေရောတတ်တဲ့ဒီသဘာဝတရားတွေနဲ့ဖယ်ရှားပြရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ဖယ်ရှားတာဟာမစ္စရိယကိုတိုက်ပွဲဆင်တယ်လို့ခေါ်တယ်မုဒိတာနဲ့အိတ်တာကိုဖယ်ရှားရမယ်တရာတို့အလောဘတို့နဲ့မစ္စရိယကိုဖယ်ရှားပြရမယ်အိတ်တာနဲ့မစ္စရိယသည်အိတ်တာကသူများစီစိန်ကိုအာယုံပြုတာဖြစ်တယ်မစ္စရိယကကိုယ့်ရဲ့အောင်မြင်မှုကိုအာယုံပြုတာဖြစ်တယ်အာယုံပြုတာချင်းမတူကြဘူးသို့တော်နှစ်ခုစလုံးဟာအမုန်းနဲ့တွဲဖက်လာကြတယ်မုန်းတီးမှုနဲ့တွဲဖက်လာကြတယ်အဲ့ဒီနှစ်ခုစလုံးဟာကြီးပွားတိုးတက်မှုရဲ့အဟံတားတွေဖြစ်တယ်အဲ့ဒါကိုပြောတာယောဒိဋ္ဌမာရံပညာဝုဒိနာအသိပညာဖြင့်ကိုယ့်ရင်ထဲမှာရှိနေတဲ့စိတ်ပုတ်စိတ်ယုတ်တွေကိုတိုက်ပွဲဆင်မှာလို့သူပြောတာနော်ဟောနောက်တစ်ခုကဘာလို့ဆိုရင်စိတင်္စရက်ခေအာနိဝေဒနောတိယ
ရလာတဲ့အနေအထားလေးတစ်ခုဆုပ်ယုပ်ပြက်ပြားမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်ပါတဲ့ကိုရထားတဲ့အောင်ပွဲလေးတွေအောင်မှတ်ကလေးတွေကိုသိမ့်ထားပါလို့ဆိုလို့ပြန်ပြီးတော့ရှုံးမသွားစေနဲ့ကိုရတဲ့အစဉ်ဒီအတုဝါကိုပွားလို့ရာဂစိတ်တွေရောပါသွားတယ်အဲ့ဒါလေးကိုထိမ့်တာနော်ပြန်ဝဲမလားစေနဲ့ဟိုဟာညီဝေးတဲ့စိတ်လေးနဲ့ပြန်ထိမ့်တာအမုန်းတရားကိုမေတ္တာထားနိုင်သွားပြီမုန်းတဲ့လူမရှိတော့ဘူးအဲ့ဒါလေးကိုထိမ့်တာနော်ဒီတဲ့ပို့ပြီးတော့ဖြစ်မသွားစေနဲ့ပြန်ပြီးတော့ဆုံးရှုံးမသွားစေနဲ့လို့ဆိုလိုတယ်ပေါ့အဲ့ဒါလို့ကိုရထားတဲ့အရေးချင်းလေးတခုပြန်ဆုံးရှုံးမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်ပါတဲ့အနိဝေဒနောတိဟာထိမ့်သိမ်းဆောက်ရှောက်တာတော့ဟုတ်တယ်ဆုပ်ကင်ပြီးတော့တွေ့တာပြီးတော့မနေနဲ့အောင်မြင်မှုရလတ်ဆိုပြီးတော့ထိမ့်တာနဲ့ဆုပ်ကင်တာမတူဘူးเนาะအဲ့ဒါနှစ်ခုကွဲပြားသိဖို့ထိမ့်တယ်ဆိုတာဆုပ်ယုပ်ပြပြမသွားအောင်ထိမ့်တာတွေ့တာတယ်ဆိုတာရှေ့ဆက်မကြိုးစားတာလောရမဲ့အလောကရှေ့မှာရှိသေးတယ်ကိုရတာလေးနဲ့တင်ကျင့်납ပြီးရှေ့ဆက်မသွားရင်တွေ့တာနေတယ်လို့ခေါ်တယ်ရထားတဲ့အခွင့်အရေးလေးတစ်ခုကိုပျက်စီးမသွားအောင်ထိန်းထားတာရုပ်လျော့မသွားအောင်ထိန်းတာအထိန်းနော်တွေ့တာတယ်ဆိုတာအဲ့ဒါကိုဆုပ်ကင်ပြီးတော့ရှေ့မတက်တာအဲ့တော့ရှေ့တက်ရမယ့်ဟာလည်းတက်ပါလို့ဝိပဿနာဉာဏ်ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဓမ္မပဒဒေသနာတော်မှာဒီတရားကိုဟောတာဖြစ်တယ်ကုံမှုပမံကာယမိမံဝိရိတဝါကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုမြေအိုးလိုပြက်လဲပြုတ်ကွဲလွယ်ခဏတပြုတ်တာဖြစ်တယ်ဆိုတာခန္ဓာပေါ်မှာဒီလိုဆင်ញင်သုံးသပ်ပါတဲ့ရုပ်ခန္ဓာကိုပို့ကြည့်ပါနဂရုပမံစိတ်တမိတထွေတဝါကိုယ်စိတ်လေးကိုတော့ခန္ဓာမြုပ်လေးလို့ရန်သူတွေမထိုးပေါက်နိုင်တဲ့ခန္ဓာမြုပ်လေးလို့လုံလုံခြုံခြုံလုံခြုံစိတ်ချရတဲ့အနေအထားမျိုးရှိအောင်တည်ဆောက်ထားပါအဲ့ဒီလိုလုပ်ပြီးယောဒိဋ္ဌမာရံပညာဝုဒိနာပညာလက်နဲ့ကိလေသာတရားတွေကိုတိုက်ပွဲဆင်မှာစိတင်စားရက်ခေကိုရလိုက်တဲ့ရမှတ်လေးတွေကိုတော့ထိမ့်သိမ်းဆောက်ရှောက်ပါသို့တော့အာနိဝေဒနောတိယအဲ့ဒီပေါ်မှာတွေ့တာပြီးတော့မနေနဲ့ရှေ့ဆက်ကြိုးစားလို့ဒီလိုဆိုလို့တယ်နော်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေဟာအမြဲတမ်းပြည့်ပြည့်စုံတဲ့တရားဒေသနာတာဖြစ်တယ်ဒီတရားဒေသနာတော်တွေအတိုင်းမိမိတို့ကိုယ်တိုင်သင်္ကန်းစာယူပြီးမြတ်စွာဘုရားရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေကိုရရှိပြီးကိုယ့်ဘဝမှာတန်ဖိုးမဖြတ်နိုင်တဲ့အမြတ်တွေကိုရရှိကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနာယူပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တတဟုရောက်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌
ဒုက္ခပင်သာစင်ထာဝရအိမြจิตတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကဏကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းယူသည်စွာလျှောက်ထားအပ်ပါတယ်ဖေ။ဆက်လက်၍ဓမ္မပူဇာအလှတော်ငယ်များစက္ကန့်လူရန်ချင်းအစီအစဉ်ရဒီကနေ့ညဓမ္မပူဇာအထူးတရားဖွင့်၌ဓမ္မပရဒေသနာမှဓမ္မယတနှင့်ဘဝသင်္ကန်းစာများအပိုင်း28တရားတော်များဟောကြားချီးမြှင့်တော်မူခဲ့သည့်ကျေးဇူးတော်ရှင်ပါမခကျော်ဆရာတော်ဘုရားကြီး၏သီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်တို့အာယုံထားလျက်တရားတော်ကိုပူဇော်သည့်အနေဖြင့်အလှရှင်အသီးသီးမှလှူဒန်းကြပါသောဓမ္မပူဇာအလှတော်ငယ်များအားကပ္ပိယကာရကမှတဆင့်လှူဒန်းစက္ကန့်ခွင့်ပြုတော်မူပါဖေ။ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကပ္ပိယဂါရကဖြစ်ဥကြောသိမ်းမှဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားပါတယ်ရှင်ဓမ္မပူဇာလူတော်ငယ်များစက္ကန့်လူရန်ချင်းအစီအစဉ်အရဒီကနေ့မတီလူရှင်များဖြစ်ကြပါသောနှစ်ပတ်သောမိဘများအမှုထား၍ဦးအောင်မိုးကျော်ကိုချီယမန် Grand Royal Group ဒေါ်မမထွန်းသမီးပွင့်ခများပွင့်ဖြူတားမောင်ကျော်ထက်မိသားစုအင်ရလက်မှကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးဆေးဝါးကုသမှုခံယူရန်အတွက်အလှူတော်ငွေစင်ကာပူဒေါ်လာ3000နဲ့ဦးအောင်နိုင်ထွန်းမှစင်ကာပူဒေါ်လာ6ဒေါ်လာဒေါ်မမြရေးနှင့်သားသမီးမြေတစုမှကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးဆေးဝါးကုသမှုခံယူရန်အတွက်အလှူတော်ငွေကျပ်3သိန်း Grand Royal Group မှ Grand